Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုစိုင်း Chelsea လာ YouTube Channel နဲ့ Facebook Page တွေမှာနေ့စဉ် Chelsea သတင်းအကြောင်းအရာလေးတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့စိုင်းထုတ်အောင်ခံပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောပြဆွေးနွေးသုံးသပ်သွားမယ်စိတ်ဝင်စားစရာနောက်ဆုံးရ Chelsea သတင်းအကြောင်းအရာလေးတွေကတော့ဒီမာမာဒူဆာကိုအပိသက်ခေါ်ယူခြင်းနေတဲ့ Ehila Nicolas Jackson Liam Delap Aston Villa ကခေါ်ခြင်းနေတဲ့ Tosin Adarabioyo တို့ပဲလေးကိုအငှားပြောင်းအောင်ဖို့များနေတဲ့ Ezeza 0နဲ့ပတ်သက်နေတဲ့စိတ်ဝင်စားဖွယ်ရာနောက်ဆုံးရ Chelsea အပြောင်းအရွှေ့သတင်းလေးတွေကိုတစုတစည်းနဲ့ဖော်ပြဆွေးနွေးသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲဒီတော့စားကြအောင်ဗျာ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မာမာဒူဆာကိုအပိသက်ခေါ်ယူခြင်းနေတဲ့ Ehila ဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့အားကစားသတင်းနောက်ဖြစ်တဲ့ Nizar Kansala ရဲ့ဖော်ပြချက်အရ Saudi Pro League ကလပ်အသင်းဖြစ်တဲ့ Ehila အသင်းဟာ Chelsea အသင်းရဲ့အသက်20ရဲ့အရွယ်စီနီဂေါလက်ရွေးစင်ဘိုးခန်းစစ်ကစားသမားဖြစ်တဲ့မာမာဒူဆာကိုအပိသက်ခေါ်ယူခြင်းနေပါတယ်။မာမာဒူဆာကို Ehila အသင်းပြင်စပိန်ကလပ် Real Sociedad အသင်းကလည်းစိတ်ဝင်စားနေတာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီသတင်းကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကပြောရမယ်ဆိုရင်မာမာဒူဆာဟာအသက်20အရွယ်သာရှိသေးပြီးတော့နော်ပါရမီမြင့်မားတဲ့လူငယ်ခန်းစစ်ကစားသမားတစ်ယောက်ဖြစ်တာကြောင့်အနာဂတ်အတွက်အသင်းမှာစထိန်းသားတဲ့ကစားသမားလို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာလည်းအသင်းမှာခန်းစစ်ကစားသမားအင်အားများပြားနေတယ်လို့ဒီ Ehila လို Saudi Club အသင်းတွေကကစားသမားအတွက်မနည်းတဲ့ပြောင်းရွှေ့ခြင်းမျိုးပေးရှိလာခဲ့မယ်ဆိုရင်တော့ Chelsea တင်းတာဝန်ရှိသူတွေအနေနဲ့ဘန်နာကြီးကကစားသမားကိုရောင်းချဖို့စဉ်းစားလာနိုင်ပါတယ်။ဒါပြင် Real Sociedad ရဲ့စိတ်ဝင်စားမှုကလည်းကစားသမားရဲ့အရေးသွေးကိုတက်တည်ပြနေတာဖြစ်တဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့ကိုကျွန်တော်အနေနဲ့စောင့်ကြည့်ရမယ့်သတင်းလို့တော့ထင်မြင်မိပါတယ်။ဒုတိယသတင်းပုံအနေနဲ့ပထမအသင်းကြီးနဲ့တီးခြားလေးချင်းကန်ဆင်းနေရတဲ့ Nicolas Jackson နဲ့ Liam Delap ဆိုတဲ့သတင်းကြောင်းအလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့အားကစားသတင်းနောက်ဖြစ်တဲ့ Matt Law ရဲ့ဖော်ပြချက်အရ Chelsea အသင်းရဲ့တိုက်စစ်မှုတွေဖြစ်ကြတဲ့ Nicolas Jackson နဲ့ Liam Delap တို့ဟာဒီနီးပြဇာဘီအလွန်ဆိုရဲ့ပထမအသင်းကြီးနဲ့တီးခြားခွဲခြားပြီးတော့ပေါ့နော်လေ့ကျင့်ခန်းဆင်းနေရတဲ့အုပ်စုတွေရောက်ရှိနေပါတယ်။ဒါပေမဲ့အရင်ကလိုမျိုးအသင်းနဲ့လုံးဝခွဲထုတ်ထားပြီးတော့ဒီဘုံစကွက်ပုံစံမျိုးအလွန်ဆိုရဲ့ပင်မအသင်းကြီးနဲ့ဒီကွင်းတကွင်းထဲမှာတစ်ချိန်တစ်ခုတည်းရှင်ပြိုင်လေ့ကျင့်နေတာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်ဒီလိုမျိုးပထမအသင်းကြီးနဲ့မဟုတ်ပဲတီးခြားအုပ်စုတွေရောက်သွားတာက Nicolas Jackson နဲ့ Liam Delap တို့နှစ်ယောက်စလုံးဟာယာဒီတစ် Chelsea အသင်းရဲ့စီမံကိန်းထဲမှာမပါဝင်တော့ဘူးဆိုတာကတက်တည်ပြနေတာပဲဖြစ်ပါတယ်။အရင်လိုမျိုးကစားသမားတွေကိုဘုံစကွက်လိုမျိုးတီးခြားခွဲထုတ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တကွင်းထဲမှာပဲပေါ့နော်ကစားသမားတွေနဲ့အတူရှင်တွဲလေးစင်စီတာကကစားသမားတွေရဲ့ကြက်ခိုင်မှုကိုထိန်းသိမ်းပြီးအပြောင်းရွှေ့မြင်မြန်ဆန်ဆန်ဖြစ်မြောက်အောင်လမ်းဖွင့်ပေးလိုက်တာလို့ပဲကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်ချင်ပါတယ်။ဆက်လက်ပြီးတတိယသတင်းတစ်ပုဒ်အနေနဲ့ Tosin Adarabioyo ကိုစိတ်ဝင်စားလာတဲ့ Aston Villa ဆိုတဲ့သတင်းကြောင်းလေးပြပြပါတယ်။ဒီသတင်းကိုတော့ Sky Sport သတင်းဌာနရဲ့ပေါ်ပြချက်အရ Arsenal အသင်းစီပြောင်းရွှေ့သွားပြီဖြစ်တဲ့ဒီကွန်ဆာရဲ့နေရာမှာအစားထိုးဖို့အတွက် Aston Villa အသင်းဟာ Chelsea အသင်းရဲ့အသက်29နှစ်အရွယ်ဗဟိုခံစစ်မှုဖြစ်တဲ့ Tosin Adarabioyo ကိုခေါ်ယူဖို့ရန်ယာထားစနစ်ထဲမှာဒီယာထားစီးရင်ထဲမှာထည့်သွင်းစဉ်းစားနေပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီသတင်းပေါ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီ Tosin Adarabioyo ဟာဥရောပကလပ်တွေဖြစ်တဲ့ဒီမာဆေးတို့ဘင်ဖီကာစတဲ့အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကိုရရှိထားရုံမကပဲပေါ့နော်ဒီအခုလိုမျိုး Premier League ပြိုင်ပတ်အသင်းဖြစ်တဲ့ Aston Villa အသင်းကပါစိတ်ဝင်စားလာတဲ့က Chelsea အသင်းအတွက်ဒီကစားသမားအတွက်ဈေးကိုက်နိုင်မဲ့အခွင့်ကောင်းတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်။ Tosin Adarabioyo က Premier League မှာအတွေ့အကြုံရှိပြီးသားခံစားမှုတစ်ယောက်ဖြစ်တယ်လို့ Villa အသင်းအနေနဲ့ Arsenal အသင်းတို့ပြောင်းသွားတဲ့ကွန်ဆာရဲ့နေရာမှာဓာတ်ရိုက်အစားထိုးဖို့ကြိုးစားတာဖြစ်ပြီးတော့ဒီ Chelsea အသင်းအတွက်လည်းကစားသမားအတွက်မနှိမ့်နဲ့ပြောင်းရွှေ့ကြီးကောင်းတစ်ခုရနိုင်မယ်လမ်းစာတစ်ခုလို့တော့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်မိပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Ezeza ကိုအငှားပြခေါ်ယူရန်သဘောတူညီမှုရရှိခဲ့တဲ့ Crystal Palace ဆိုတဲ့သတင်းကြောင်းအလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့အားကစားသတင်းနောက်ဖြစ်တဲ့ Fabian Haswin ရဲ့ဖော်ပြချက်အရဒီ Crystal Palace အသင်းဟာ Chelsea အသင်းရဲ့အသက်28နှစ်အရွယ်ပြင်သစ်နောက်ခံကစားသမားဖြစ်တဲ့ Ezeza ကိုအငှားနဲ့ခေါ်ယူဖို့အသင်းနှစ်ဖက်အသင်းကြားမှာသဘောတူညီမှုရရှိသွားခဲ့ပါပြီ။လက်ရှိအချိန်မှာကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ Crystal Palace အသင်းတို့ကြားအသေးစိတ်ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီသတင်းပေါ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင် Ezeza က Chelsea အသင်းမှာပွဲထွက်ကစားခွင့်မရခဲ့တာအတော်လေးကြာမြင့်နေပြီဖြစ်တဲ့ကစားသမားဖြစ်တယ်လို့အငှားတန်နေရာထဲမှာလည်နေတဲ့ကစားသမားဖြစ်တာကြောင့်ယခုအခါမှာလည်း Palace အသင်းစီအငှားတော့ရောက်ကစားဖို့ကများနေပါတယ်။ဒီလိုမျိုးအငှားကစားရတာကဒီကစားသမားအတွက်ပွဲကစားခြင်းအပြည့်အဝပြန်လည်ရစီမဲ့အဆင်ပြေတဲ့ထွက်ပေါက်တစ်ခုဖြစ်တယ်လို့ Chelsea အသင်းဘက်ကလည်းအသင်းမှာရှိနေတဲ့လူစည်းရင်းနဲ့ဒီလဆောင်ဝင်တို့ဝင်ပိုးတွေကိုရှော့ချနိုင်မှာဖြစ်တာကြောင့်နှစ်ဦးနှစ်ဖက်အတွက်အကျိုးရှိတဲ့သဘောတူညီမှုတစ်ချက်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်ချင်ပါတယ်။
ဟုတ်ကဲ့ပါဗျာဒီနေ့အတွက်တင်ဆက်ပေးခဲ့တဲ့ Chelsea သင်းရဲ့နောက်ဆုံးရာစိတ်ဝင်စားစရာအပြောင်းအရွှေ့သတင်းတွေနဲ့သုံးသက်ချက်တွေကတော့လောက်ပဲဖြစ်ပါတယ်အပြောင်းအညီကိုတို့အနေနဲ့ကတိုစင်အတာယာဘီယိုတွေနဲ့ Izzy တို့ရောင်းထုတ်မဲ့အပေါ်ဘလို့အမြင်လေးတွေရှိကြလဲဆိုတာကိုကိုယ့်ရဲ့အမြင်နဲ့ทีม user ချက်လေးတွေကိုအောက်က comment box ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါဦးဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးရဲ့ညီကိုတဦးတယောက်ချင်းစီတောင်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ